နဲ့သားသမီးတို့ခွနဲ့သားသမီးပေါင်းတို့ညီကိုမောင်နှမချင်းချင်းဆွေမျိုးချင်းချင်းဆက်သွယ်တွေမပြတ်စေနဲ့တဝုနဲ့တဝုဆက်သွယ်တွေပြုကြတတ်နိုင်သလောက်မိသားစုတွေနီးနီးနားနားနေကြအန္တရာယ်တွေကြုံတွေ့မယ်အန္တရာယ်တွေများကြမယ်အဆက်အသွယ်တွေပြတ်တောက်ကြမယ်ဘေးသို့ရန်သို့တွေကြုံတွေ့ကြမယ်အသေးပြောက်တွေများကြမယ်သေပြောက်တွေများတဲ့အခါမှာကိုမိသားစုကိုမကယ်နိုင်မပြုနိုင်ဖြစ်ကြမယ်ဒီလိုမဖြစ်အောင်မိသားစုတွေနီးနီးနားနားနေတဝုနဲ့တဝုဆက်သွယ်မပြတ်စေနဲ့နိုင်ငံတော်တော်များများဘေးသို့ရန်သို့တွေကြုံတော့မယ်နိုင်ငံနယ်မယ်တော့ထဲ့မပြောတော့ပါဘူးဒါပေမဲ့တရားတော်ပြောမယ်တစ်ခုလောက်တော့ထိုင်းနိုင်ငံရဲ့ဂျပန်ရဲ့အမေရိကန်ရဲ့ဒီနိုင်ငံထူးထူးဆိုင်ရမယ်ဘေးသို့ရန်သို့တွေကြမယ်လက်နက်တွေပောက်ကွဲမှုတွေဖြစ်မယ်အန္တရာယ်တွေကြုံတော့မယ်မိသားစုတွေတိုက်တိုက်ဝန်းနေကြဆက်သွယ်တွေမပြတ်စေနဲ့ကောင်းခြင်းတွေရောက်အောင်ဆုတောင်းကြဖရာတရားမမေ့နဲ့ဂုဏ်တော်ဂါထာတွေမမေ့နဲ့ဂုဏ်တော်ဂါထာတွေအမြဲရွတ်ဆောင်ကြပြေတော်တွေဖွင့်ကြနာယူကြဘေးသို့ရန်သို့တွေကြာတော့မယ်ကြာရောက်မယ်ငြိမ်သက်ခြင်းတွေကြုံခြင်းရင်ရောက်ခြင်းရင်နောက်နှစ်ပေါင်း30ထိဆောင်ရမယ်နှစ်ပေါင်း30ကျော်တဲ့အခါတဖြည်းဖြည်းနဲ့တည်ငြိမ်လာမယ်တဘာဝဘေးရန်တွေယာရီဥရုဆိုးရွားခြင်းတွေအစပေါ့ကဲတဲ့ရေးသမားများအထူးပြုဆိုင်ရမယ်အသေးပြောက်တွေများမယ်ကဲတဲ့ရေးသမားတွေလည်းထိခိုက်မှုအသေးပြောက်ရှိတယ်အန္တရာယ်ရှိတယ်ကဲတဲ့ရေးသမားတွေအနာမည်အသုံးချခံရမယ်ကဲတဲ့ရေးကိုအကြောင်းပြပြီးသုံးချမဲ့လူတွေပေါ်ပေါက်မယ်ကဲတဲ့သမားတွေအထူးပြုဆိုင်ရမယ်ကဲတဲ့သမားတွေကားနဲ့တော်၎င်းရှည်နဲ့တော်၎င်းအထူးပြုဆိုင်ကြကဲတဲ့သမားတွေအန္တရာယ်ကြုံတွေ့နိုင်တယ်ကြုံတွေ့လိမ့်အောင်မယ်ကဲတဲ့သမားများအထူးဖရာတရားမမေ့လေနဲ့ကဲတဲ့သမားများကဲတဲ့သွားလာတဲ့ခါမှာဘေးရန်လေးကင်းအောင်မေတ္တာတော်လေးဖွင့်ရင်ကားတွေလူခန္ဓာကိုယ်မှာမေးခြင်းအင်းကြီးမရေးခမတိဆိုတဲ့စာသားလေးကိုရေးအထူးပြောချင်တာကတော့ဘေးသို့ရန်သို့တွေဇက်တိုက်ကြုံတော့မယ်နောက်နှစ်ပေါင်းသည်ပေါ့လောလောဆယ်မှာလက်ရှိနှစ်မှာနောက်နှစ်ပေါင်းများသွားပေါ့လက်ရှိနှစ်မှာကဲသေးသမားတွေအသက်ဆုံးရှုံးရတဲ့အထိဆိုးရွားတာခံစားရမယ်တဘာဝဘေးရန်တွေထူးထူးဆိုင်ပါရွာတွေမြို့တွေအတစ်ပြန်လဲတီဆောက်ရမယ်တီထောင်ရမယ်ရေအောက်ရောက်မယ်မြေကြီးအောက်ရောက်မယ်မြို့တွေလည်းရှိတယ်ရွာတွေရှိတယ်ရွာတွေမြို့တွေတစ်ပြန်လဲတီဆောက်ရမယ်ကဲတဲ့ရေးပြုလုပ်တဲ့အခါမှာထူးထူးဆိုင်ပါဖရာတရားမမေ့ပါနဲ့ဆရာတော်တန်ဃာတော်တွေကိုထူးထူးဆိုင်ထားကြဆရာတော်တွေကိုမမေ့လေနဲ့တကိုးကြီးဆရာတော်တွေလည်းရှိသလိုဆရာတော်တွေကိုမမေ့လေနဲ့တဘာဝဘေးရန်ရဲ့ထူးထူးဆိုင်ကြတဝုနဲ့တဝုနားလည်မှုတွေယူကြအသေးပြောက်တွေများကြမယ်အသေးပြောက်တွေတော်တော်ကိုများအောင်မယ်ပြောရင်ရုံဖွယ်နိုင်စရာလည်းမရှိနိုင်ဘူးပြီးခဲ့တဲ့နှစ်တွေတော့လည်းပြောတယ်လူတွေကိုစားလိုက်အောင်မယ်လို့လာတောင်းတယ်စားအောင်မှာပဲလူတွေကိုစားခြင်းနဲ့ဥစ္စာတောင်းရနေတယ်နေခြင်းတော့တားထားတာပေါ့လေဒါပေမဲ့မေတ္တာတုတ်တွေဖွင့်ညာကိုယ်တိုင်းဖရာတရားတွေပြုကြဗမာလူမျိုးဗမာပြည်မှာနေပြီးဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ပါ
ကိုကြောင့်မိမိကြောင့်ဗမာလူမျိုးကြောင့်ဗုဒ္ဓဘာသာလူမျိုးကြောင့်တာနာအယောင်ဝါမမေးမိန်ပါစေနဲ့ဆရာတော်တွေကိုထူးထူးဆိုင်ကြတန်ဃာတော်တွေကိုထူးထူးဆိုင်ကြထူးမှကြလိုပါတယ်ဘုရားတရားမမေ့လေနဲ့တခုမှကြလို့ချင်တာကတော့ကဲတဲ့သမားများထူးထူးဆိုင်ပါလို့ပြောချင်ပါတယ်